သိန်းတွေမင်းနဲ့ရိတ်နဲ့အာခါပြေမထင်းချဲလျက်တွေလျက်ပန်းငတ်များရဲ့အော်ညီတန်တို့ကြောက်စွဲမင်းဟိုတကားပြောမှုလေ